3ပွဲဆက်နိုင်ပွဲပြောင်းမှုနဲ့တူချန်ပီယံလိဝင်ဝေဝါလာတဲ့လီဗာပူးအသင်းကတော့စနေနေ့ည9:15ချိန်မှာကစားခဲ့တဲ့ Brighton အသင်းနဲ့အဝေးကွင်းပွဲစဉ်မှာ2ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့အရေးနိမ့်ခဲ့ပါတယ်။ Premier League ပွဲစဉ်31ဖြစ်ချန်ပီယံလိဝင်ဝင်အတွက်ရမယ့်စုဆောင်းမှုလိုအပ်နေတဲ့လီဗာပူးအသင်းဟာ Brighton အသင်းရဲ့အိမ်ဝင်းမှာတွားရောက်ကစားခဲ့ရပြီး United ကစားသမားDaniel Welbeck ရဲ့သွင်းဂိုးတွေနဲ့ခြေစွမ်းပိုင်းရောရလဒ်ပိုင်းမှာအရှက်တကွဲရှုံးနိမ့်ခဲ့ရပါတယ်။ဒီပွဲစဉ်အတွက်သွင်းဂိုးတွေကိုတော့ပွဲကစားချိန်14မိနစ်နဲ့56မိနစ်မှာ Daniel Welbeck ကသွင်းယူပေးခဲ့ပြီးတော့လီဗာပူးအသင်းအတွက်ခြေပါဂိုးတဂိုးကိုတော့ Brighton အသင်းရဲ့ခံစစ်အမားကနေတဆင့်ပွဲကစားချိန်မိနစ်30မှာ Milos Kaka ကပြန်လည်သွင်းယူပေးခဲ့ပါတယ်။ဒီပွဲစဉ်မှာလီဗာပူးအသင်းဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့တယ်ဆိုပေမဲ့ထိရောက်တဲ့ထိုးပေါက်တိုက်စစ်ဆင်မှုတွေနဲ့ဘိုးကန်သွင်းချက်တွေကိုတော့ Brighton အသင်းဘက်ကပုံမပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့ဂိုးသမားလက်စွမ်းပြကာကွယ်မှုတွေကြောင့်သာသွင်းဂိုးတွေထပ်မံမြင်တွေ့ရခြင်းမရှိတာလည်းဖြစ်ပါတယ်။ဒီရှုံးပွဲကြောင့်လီဗာပူးအသင်းဟာ Premier League မှာ3ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရပြီးတော့နောက်ဆုံးကစားခဲ့တဲ့3ပွဲမှာ2ပွဲရှုံး3ပွဲတည်ကျပြီးချန်ပီယံလိဝင်ဝင်အတွက်လည်းစိုးရိမ်ရတဲ့အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်